အာကစားလေးချင်းနေတဲ့အမျိုးသမီးရဲ့ပုံစံကဝူမန်နာကိုခံစားမိတဲ့ဘေးနားကအမျိုးသမီးကတော့လင်းလင်းမြန်မြန်ပဲထွက်ပြေးသွားခဲ့ပါတယ်ဆေးရုံမှာလူနာစောင့်နေတဲ့အမျိုးသား၃ဦးကတွန်းလဲတသီးသူတို့နားမှာလူမပါပဲရွေလျားနေတာကိုကြည့်ပြီးထိတ်လန့်ကြောက်ရွံ့ရှင်များစွာနဲ့ထွက်ပြေးခဲ့ပါတယ်အဆောက်အုံဟောင်းတစ်ခုမှာလူတစ်ယောက်ကကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်ပြီးနောက်ပိုင်းမှာတော့အော်ဟစ်ကြောက်လန့်နေခဲ့ပါတယ်နှစ်ချိုက်စွာအိမ်မောကြနေတဲ့အမျိုးသမီးကတော့သူ့ရဲ့အခန်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုသာသိနေခဲ့ရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့မတွေးဝင်စရာပါပဲတကားတစ်ချက်သူတို့ရှေ့မှာရုတ်တရက်ပွင့်လာတယ်တိတ်မကြဘူးခုံကအလိုလျောက်ရွေ့လျားသွားတယ်ဒီလိုမျိုးပရာလောကဖြစ်ရတွေကတချို့လူတွေလက်မခံနိုင်တဲ့တကယ်ရှိနေတဲ့လက်တွေ့ဖြစ်ရတွေမို့လို့စိတ်ဝင်စားတဲ့မိတ်ဆွေတွေက follow လုပ်သွားပြီးတော့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ